မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ The Reader Audiobook Channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖတ်ပြဖို့ရွေးချယ်ထားတဲ့ဝတ္ထုတွေကတော့2004ခုနှစ်ဇန်နဝါရီလတုန်းကပထမချိန်ဖူလုံစာပေကနေထုတ်ဝေခဲ့တဲ့စောင်းနံပါတ်7စာရေးဆရာဆိုဝါတိုင်ရဲ့ချိန်သားကိုက်အမှတ်တမဲ့များဝတ္ထုတို့စုတွေကနေဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှာတိုက်ထွန်းသက်ရေးသားထားတဲ့အထုပ်ပိုးရန်ရအမည်ရှိတဲ့ဝတ္ထုလိုလေးကိုနားဆင်ခံစားကြည့်ပါခင်ဗျာသူသည်ကြာကြာနားမနေတော့ပဲခဏတစ်ပြုတ်တွင်လေပေါ်သို့ခုန်တက်ခါညှစ်ချလိုက်ပြန်သည်ကလေးတွေကလေထဲလွင့်သွားသလိုရက်တောင်တစ်ချက်လွင့်လာသည့်ပမာသူလေထဲကနေရေထဲပြုတ်ကျသွားသည်သူမောနေတော့လဲနားဖို့အချိန်မရတော့ဘိုက်ထဲကကလေးတွေကုံအောင်တော့သူငွေးရမည်ရှိသမျှအားတွေထုတ်ခါလေထဲသို့ခုန်တက်လိုက်သည်အထုပ်ဘူရန်နေရအောင်နေကတော့ကွက်တောင်းစိတ်ကန်းကနေဆက်လေးခွာလိုက်သည်နဲ့တဝဲရောက်သွားခြင်းလောက်အောင်စိတ်လျှောနေလေသည်စိတ်ကန်းကဆက်လေးခွာရကိုပင်နှေးလာသည်ဟုစိတ်ကထင်နေသည်ကွက်တောင်းကနေတဝဲရောက်အောင်ခုံမောင်းရမည်ခီးကအဝေးကြီးကျန်းနေသေးသည်ပုံမှန်ခုံမောင်းသွားနိုင်ပင်လျင်2နေ့နှင့်တညခီးရှိသည်ရေကြောကိုရှုံလို့ရလျင်ရှုံပြင့်လိုက်ချင်နေသည်အောင်တယ်မှာဆက်လီတဲ့ကုံချနေသည့်အချိန်ကပင်စိတ်လောနေသည်ရောက်လာသည့်ကုံတွေကိုကမာမြန်မြန်စီသည်နောက်ထပ်ဆင်းလာမည့်ကုံတွေကိုထိုင်းမျောသည်ပဲကျိတ်တစည်းစီဒီဘက်ကိုလာတွေ့လျင်ကိုလီဘက်လာလားဟုမျောရတာလဲသူ့မှမော်တကောနိုင်လာသည်လေသားကြီးဖြစ်သောအောင်စဉ်စိတ်လောနေသည့်အကြောင်းကိုလေသားတွေကလည်းသိသဖြင့်ဘာမှမပြောဘဲသူလောသမျှလိုက်လုပ်ပေးနေကြသည်ကိုအောင်တရားကုံဆူရာတူလာချမရတာဒီလောက်လောလောလုံနေလဲဘာမှထူးခြားလာမှာမဟုတ်တာစရေးကိုကြီးတိုက်မှရမှာဗျကုံကြကစရေးနဲ့ပတ်သက်နေတာမဟုတ်လားလီသားဝဲမောင်ရဲ့စကားကိုအောင်နေကခေါင်းငိမ့်ပြီးဟုတ်တယ်ကွာဟုဆိုသည်စရေးလာရင်တော့ကုံမြန်မြန်ရှာပါအောင်လို့အပူကက်ရမှာပဲကွာဟုလဲတယောက်တည်းပြောတယ်လို့ဝင်းမောင်ကိုပြောတယ်လို့ခတ်တိုးတိုးပြောနေသည်ဒီကြားထဲကွက်တောင်းကနေတဝဲသွားမိလေကနှစ်စီးလာဆုံနေသည်သူတို့လေတစည်းရဲဆိုရင်ဂုံတွေကသူတို့လေကိုပဲလာချဖို့ရှိသည်အခုတော့ဟိုဘက်လေကိုလည်းဂုံတွေကဂုံချနေသည်စရေးဂုံမြန်မြန်လေးပြည့်အောင်လိုက်ပြီးပါအောင်ဗျာကျွန်တော်တဝဲကိုမြန်မြန်ရောက်ချင်နေပြီလိုက်တာပေါ့အောင်နေရမင်းထက်တောင်ကဂုံပူပြည့်စေချင်သေးတာဒီနှစ်စီးရှိတဲ့ချိန်ဂုံမြန်မြန်ပြည့်စေချင်တာပေါ့ကွာမင်းကဒီတစ်ခေါက်မှပဲအိမ်မြန်မြန်ပြန်ချင်တာငါကအခေါက်တိုင်းဂုံမြန်မြန်ပြည့်ပြီးမြန်မြန်ပြန်ချင်တာကွာဒါမှငါတို့ဆက်လေကခောက်ရင်မြန်မြန်ရတာဂုံမြန်မြန်ပြည့်တာဆိုပြီးဂုံယူလို့ရမှာကွာငါတို့စရေးတွေဆိုတာကလေတစည်းနဲ့တစည်းအပြိုင်ဆိုင်လုပ်နေကြရတာမင်းစိတ်ချငါမနာမနေလှုပ်ရှားမှာပဲအခုလိုအပြိုင်ဆိုင်လူနေတဲ့အချိန်မှာငါပူလှုပ်ရှားမှာဂုံတွေကိုငါနှစ်ပူနှစ်ဆလှုပ်ထားတယ်ကွာလှုပ်ပါစီရဒီတစ်ခေါက်ကိုတော့ပူမြန်အောင်လှုပ်ပါဗျအောင်နဲ့ခမန်းဂုံမြန်မြန်ပြည့်အောင်ဆူတောင်းနေရသည်အောင်နဲ့ဆူတောင်းပြည့်သည်ဟုဆိုရပါမည်တစ်ဖက်လေတဲ့စောပြီးသူတို့လေကဂုံပြည့်သွားသည်စောစောထွက်ခွင့်ရခဲ့သည်ဆက်လီကန်းကခွာကလေးကစိတ်စောနေသောအောင်နေမှာလှီထဲတွင်ကနာမငြိမ်ဖြစ်နေသည်တလီလုံးရှိသမျှအလုပ်တွေကိုလိုက်လုပ်နေသလိုပင်နှင်းခန်းထဲကိုလည်းခဏခဏရောက်သည်ကျင်မောင်အိမ်မြောင်လမ်းကြောင်းမပြောင်းစေနဲ့နော်ဘာဖြစ်လို့လဲအောင်နေရမင်းအိမ်မြောင်လမ်းကြောင်းပြောင်းတော့နဘေးကိုဝှေ့သွားပြီးအချိန်ပိုခုတ်နေရမှာဆိုလို့ပါကွာတတ်နိုင်သမျှအမြန်ဆုံးရောက်မဲ့လမ်းကြောင်းကိုဝှေ့မောင်းစမ်းပါကွာဒီတစ်ခေါက်တည်းပါမင်းစိတ်လောနေတာငါသိပါတယ်အောင်နေရငါလဲမင်းလိုမျိုးခံစားမှုပါတယ်ကွာစိတ်ချကွာရာသီဥတုဒီလောက်ကောင်းနေတာ
လမ်းကြောင်းပြောင်းခုတ်ချမလို့ပါဘူးကွာရေချောင်းတူဆုံးဖြစ်အောင်ငါကွိတ်ခုတ်မှာပါဒါကြောင့်ငါပြောတာဒီတစ်ခေါက်မင်းမလိုက်ချင်မလိုက်ပါနဲ့လို့မင်းကထလိုက်လာတာကိုအေးကွာငါလဲဒီတစ်ခေါက်တော့အသွားရောပြန်ရောညလိမ့်မယ်လို့တွက်ထားတာကိုဟိုရောက်တော့မှဇီယာနဲ့သွားတိုးနေတာဇီယာကမော်လမြိုင်ကဆင်းလာပြီးအပြန်ကျတဝဲပြန်မယ်ဆိုပြီးလှုပ်တာကိုကွာဒီလိုပဲပေါ့ကွာချင်းနီဆိုတာပုံဒီတွက်ထားလို့ရတာမှမဟုတ်တာစိတ်ချမင်းအမြန်ဆုံးရအောင်ငါခုတ်ပေးမယ်တိတ်လဲစိတ်လုံးမနေနဲ့ကွာရေရဲခုန်ချပြီးကူးသွားလို့ရတာလည်းမဟုတ်ဘူးအောင်တင်ကဂျေစုပဲကွာဟုပဲ့နင်းငယ်ကြမောင်ကိုပခုံးပုတ်ခါအောက်ထက်ဆင်းလာပြီးစက်ခန်းထဲသို့ရောက်သွားပြန်သည်ဆက်ဆရာငယ်ကစက်ခန်းထဲကထွက်လာပြီးခုံမူလေးပေါ်ထိုင်ပြီးရင်းနှီးချမ်းတောက်နေသည်ကိုအောင်ကြီးဆက်နဲ့လီပါတင်လို့မရဘူးလားရာသီဥတုကောင်းနေတာပဲဗျာအောင်တင်ဟာဒီလောက်ကြီးလုံးနေပါနဲ့ကွာမင်းကြည့်ရတာပြန်မလိုက်တာကွာပုံမှန်ပဲကောင်းပါလေကွာမင်းလည်းဘာမှလုပ်ပြီးနိုင်တာမှမဟုတ်တာဟိုမှာလူပေါ်ပါတယ်ကွာငါတို့လေပိုင်ရှင်လင်မယားကလည်းဒီတိုင်းကြည့်မနေပါဘူးကွာရေးချောင်းဆိုအင်းနိုင်အားလိုက်ကူညီကြမှာပါမင်းညီမတွေလည်းအောက်ကူလို့ရပါတယ်ကွာဒါတော့ဒါပေါ့ဗျာအောင်တင်စိတ်လျှော့လိုက်သည်စိတ်ကတော့တဝဲကိုပဲရောက်နေသေးသည်တပတ်လောက်လှည့်လိုက်သည်နှင့်ရေပေါ်ရောက်သွားရင်ကောင်းမှာပဲဟုသူတွေးသည်ရေပေါ်တက်ဖို့အချိန်ထမ်းပြီးဖြစ်ကြောင်းသူကောင်းကောင်းသိသည်ယခုတစ်ချိန်ကပထမဆုံးအချိန်မဟုတ်တော့သူ့မှာအတွေ့အကြုံရှိပြီးသားဒီတော့သူရေပေါ်တက်ဖို့ပြင်ဆင်ရတော့သည်ဇောရောက်ရင်လဲရေပေါ်မှာအစာရှာရခက်သည်အနေရရှိသည်နောက်ကျလွန်းရင်လဲအခက်တွေ့မည်သူချိန်ဆပြီးရေပေါ်တက်ဖို့ကိုပိုင်းဖြတ်ရသည်တဖြည်းဖြည်းချင်းရေပေါ်ကိုသူတက်လာခဲ့သည်လေးလံလာသည့်အထုပ်ဘိုးကြီးကိုစောင့်ထားရသဖြင့်သူနှင်းနှီးကွေးကွေးပဲတက်လာနိုင်ခဲ့သည်သူကကြိုတင်တွက်ဆထားပြီးသားအတွေ့အကြုံရှိပြီးသားဖြစ်သဖြင့်လောနှင့်တက်သွားကြလည်းမလိုပါရေပြင်ပေါ်တွင်ရာသီဥတုအခြေအနေကောင်းနေပုံရသည်ဟုသူတွေးသည်ရေပြင်သည်ငြိမ်သက်လျက်ရှိသည်အောက်ပိုင်းရေပြင်ကလည်းညင်ညင်သာသာဖြစ်သည်ရေမျက်နှာပြင်တွင်ကျန်းတန်းနေလျင်ရေအောက်တွင်လာနေတတ်ကြသောငါးကလေးများကိုမတွေ့ရရေမျက်နှာပြင်ပေါ်ရောက်နေကြပြီသူကလည်းသွားရလာရတာတက်တောင့်တက်တာရှိသည်သူတဲပိုးထားရသည့်အထုပ်ဖို့အတွက်တော့စိတ်ချစရာအနေထားဖြစ်သည်ဆိုဝါသောရာသီဥတုမျိုးကိုပင်ကြော်ဖြတ်ခဲ့မှုသဖြင့်ယခုတစ်ချိန်အတွက်သူစိုးရိမ်ပူပန်မှုရှိဝေရေမျက်နှာပြင်နှင့်နီးကပ်လာသောအခါရေလှုပ်ရှားမှုကိုစတင်ခံစားလာရသည်သူခွန်အားကိုနည်းနည်းစိုက်ထုတ်လိုက်ရသည်ရာသီဥတုကတော့ကောင်းပုံရသည်သူနည်းနည်းအားစိုက်ပြီးလှုပ်ရှားလိုက်တော့ရေမျက်နှာပြင်နှင့်ပို၍နီးကပ်လာသည်တဖြည်းဖြည်းနှင့်ရေမျက်နှာပြင်ပေါ်ရောက်တော့နေရောင်မရှိတော့တာကိုတွေ့လိုက်ရသည်သူရောက်လာသည့်ရေမျက်နှာပြင်သည်သူ့အတွက်ကြိုတင်ပြင်ဆင်ပေးထားသလိုပင်အဆင်ပြေလာသည်ရေစီးကြောင်းနဲ့ကျနေတော့လဲသူ့ကိုအန္တရာယ်ပြုမိငါးကြီးများရဲ့အန္တရာယ်သူ့ကလေးတွေကိုစားတောက်ပြစ်နိုင်သည့်ငါးများရဲ့အန္တရာယ်ကနေလွတ်ကင်းနေသည်သို့မဟုတ်လျှင်သူ့ကလေးတွေအတွက်အန္တရာယ်ကင်းမိနေရာကိုသူရွေးချယ်နေရပေဦးမည်အသက်ရှင်ကျန်နိုင်မည့်ကလေးတွေများများမွေးထုတ်နိုင်မှုသူကြိုးစားရမည်တက်နိုင်ရင်သူ့ရင်သေးကလေးတကောင်တလီမှမပြည့်စည်ပဲမွေးခြင်းသည်ရေမျက်နှာပြင်ပေါ်ရောက်တော့တက်တောင့်တက်တာဖြစ်သွားအောင်သူနားလိုက်သည်အာယူထားလိုက်သည်မကြခင်အသုံးချရတော့မည့်အင်အားတွေကိုသူမွေးထားသည်အပြည့်ဖြည့်ထားရမည်ပင်လယ်ပြင်သည်နေအောင်ပြောက်ကွယ်သွားတော့လဲအလင်းရောင်ကတော့ရှိနေသေးသည်တချံခွဲတာလျက်ရှိသောလာကလေးကပင်လယ်ပြင်ပေါ်ဖြာကျနေသည်ရေပြင်နှင့်မိုးကောင်းကင်သည်ကြည်လင်တောက်ပလျက်ရှိသည်သူ့ပိုက်ထဲကအချက်ပြလာသည်မကြခင်သူမွေးတော်မည်ကိုသူ့အတွေ့အကြုံရသိလိုက်သည်အဆဆရရအရှင်ပြေနေခဲ့ပြီးမှသူမွေးလူဆက်တဲ့အချိန်မှာပဲမမျော်လင့်သည့်အဖြစ်အပျက်တစ်ခုဝင်ရောက်လာသည်သူရှိနေသည့်ရေစီးချောင်းတိုင်းဆက်လေတစည်းခုံမောင်းလာနေသည်သူ့မှာရှောင်ပြေးဖို့အချိန်မရတော့ကံကြမ္မာပေးသည့်အတိုင်းလက်ခံရတော့မည်ဘိုက်ထဲကကလေးတွေက
လောကထဲထွက်ဖို့ချက်ပြနေပြီသူ့ရင်သွေးတွေကိုလောကထဲမြန်မြန်ပို့ရမည်သူရေမျက်နှာပြင်မောကနေလီတွေကိုအာပတရခုန်တက်လိုက်ပြီးအာယူညှစ်ချလိုက်သည်သူ့ကလေးတွေလီထဲလွင့်စင်သွားပြီးရေထဲပြန်ပြုတ်ကျလာသည်ဆက်လီကသူ့တဲ့တဲ့စီတဖြည်းဖြည်းနီးကပ်လာနေသည်သူသည်ကြာကြာမနေတော့ပဲခဏတစ်ဖြုတ်အတွင်းလေပေါ်သို့ခုန်တက်ခါညှစ်ချလိုက်ပြန်သည်ကလေးတွေကလေထဲလွင့်သွားသလိုရက်တောင်တစ်ချက်လွင့်လာသည့်ပမာသူလေထဲကနေရေထဲပြုတ်ကျသွားသည်သူမောနေတော့လဲနားဖို့အချိန်မရတော့ဘိုက်ထဲကကလေးတွေကောင်တော့သူမွေးရမည်ရှိသမျှအားတွေထုတ်ခါလေထဲသို့ခုန်တက်လိုက်သည်စက္ကန့်တာဝန်ကျနေသည့်လက်ထောက်ဆက်ဆရာကစက္ကန့်ဝါမှထိုင်ပြီးရင်နွေးချမ်းတော့လက်ဖက်ဝါနေချိန်တွင်ပယ်နှင်းကမ်းမှပယ်နှင်းငယ်များလဲလက်ဖက်မြုပ်ရင်းရင်နွေးချမ်းတော့နေသည်အောင်နေကတော့ဂျူတီကြသည့်လေသားကိုအိတ်ခိုင်းပြီးဂျူတီစောင့်နေသည်လေဦးထိတ်နှင့်လေဝမ်းပိုက်စီခောက်ထုတ်ခောက်ပြန်လျှောက်ရင်းဆေးဘောလိတ်ကိုမပြတ်တမ်းဖွာနေသည်ခောက်ထုတ်ခောက်ပြန်လျှောက်ရင်းကနာမငိမ်ဖြစ်နေသောအောင်နေသည်လေဦးထိတ်တွင်ထိုင်ချလိုက်ပြီးသူတို့ဆက်လေဦးတဲ့တဲ့ကိုကြည့်နေသည်လေဦးထိတ်တွင်တာဝန်ကျသောလေသားသည်လေဦးထိတ်တွင်မြင်ရသောခဝဝအနေထားကိုဂယုစိုက်ကြည့်ရသည်ထူးထူးခြားခြားတစ်ခုတွေ့လျင်ပဲ့နှင်းကန်းကိုလှမ်းသတိပေးရသည်ဟုတ်သူ့နောက်ကျောစီမှာကြားလိုက်ရသောအတန်ကြောင့်အောင်တင်လန့်သွားသည်နောက်ပြန်လှည့်ကြည့်လိုက်တော့ဘာမှထူးထူးခြားခြားမတွေ့ရသူစိတ်လှုပ်ရှားနေလိုပဲဖြစ်မည်ဟုတွေးသည်ခဏကြာတော့တေချာအောင်ထလာပြီးလိုက်ကြည့်သည်လေကုန်းဘက်ပေါ်တွင်ငလိတ်ကြောက်ကြီးတစ်ကောင်ရှိနေသည်စောစောကပုတ်ခနဲ့ကျလာတာဒီငလိတ်ကြောက်ပဲဖြစ်မည်ဟုသူမှတ်ချက်ချလိုက်သည်ဒီလိုပဲလေထဲခုန်ပြန်တတ်သောငါးတွေလှေထဲကျလာတဲ့စမြဲဖြစ်သည်အောင်တင်ငုံကြည့်လိုက်တော့ငလိတ်ကြောက်ကငြိမ်သက်နေတာတွေ့ရသည်ဓမီဖြစ်ထွန်းကြည့်တော့ဖောင်းနေသည့်ဘိုက်ကလှုပ်နေသည်ငလိတ်ကြောက်အသက်ရှင်နေသေးပုံရသည်ဟုအောင်တင်တွေးသည်ကန်ကြည့်တော့ဘာမှလှုပ်ရှားမှုမရှိတာတွေ့ရသည်ဘိုက်ကိုစမ်းကြည့်တော့ဘိုက်ထဲကလှုပ်လှုပ်ရွရွဖြစ်နေတာကိုသတိပြုမိသွားသည်ငလိတ်ကြောက်သည်ကလေးမွေးသည့်အခါလေထဲသို့ခုန်တက်ပြီးမှအာယူညှစ်ချခမွေးသည်ဟုအောင်တင်ကြားဖို့သည်ယခုငလိတ်ကြောက်သည်ကလေးမွေးရင်လှေပေါ်ပြုတ်ကျလာတာဖြစ်မည်မမွေးရသည့်ကလေးတွေဘိုက်ထဲမှကျန်းနေသေးသည်အောင်တင်သူ့အတွေးနှင့်သူခေါင်းတစ်ပန်းကြည့်သွားသည်အိုးသူကြီးကြောင်ရင်ထဲမှဓာယူပြီးငလိတ်ကြောက်ဘိုက်ကိုခွဲချလိုက်သည်အတွင်းကလှုပ်ရနေသည့်ငလိတ်ကြောက်ကလေးတွေကိုလက်နှင့်နှိုက်ပြီးရေထဲပစ်ချလိုက်သည်အောင်တင်အလုံးရှုံနေတာကိုပဲ့နှင်းငယ်ကတွေ့သွားပြီးရောက်ချလာသည်ငလိတ်ကြောက်ကိုတွေ့တော့ပွားတာပဲကွာမနဲ့စာတော့ရပြီဟုဆိုသည်မလုပ်ပါနဲ့ကျမောင်ရငလိတ်ကြောက်မကြီးကကလေးမွေးရင်လှေထဲပြုတ်ကျလာတာကွာဘိုက်ထဲကလက်ကျန်ကလေးတွေကိုဘိုက်ခွဲပြီးငါထုတ်ပေးလိုက်ပြီးသူ့ကိုလည်းရေထဲချလိုက်ရအောင်ကွာမင်းကလည်းငလိတ်ကြောက်ကသိနေပြီပဲကွာရေထဲလွတ်ရောဘာထူးမှလဲကွာပြန်ရှင်တော့မှမဟုတ်တာဒီတခါတော့သိခံလိုက်ပါကွာငါစိတ်မတန့်လို့ပါပဲ့နှင်းငယ်ကအောင်နှင်းကိုချင်းစာမိသွားပြီးမင်းသဘောပါပဲအောင်နေရဟုဆိုကထွက်သွားသည်အောင်တင်ကတော့ငလိတ်ကြောက်မကြီးကိုပါဇက်ကတို့ရေရွရင်းရေထဲပစ်ချလိုက်သည်တဝက်စိတ်ကန်းကိုဆက်လေကတ်တော့အောင်တင်လေပေါ်ကနေစိတ်ခံတရားပေါ်ခုန်ချပြီးငါတော့ပြေးပြီးကွာပြီးမှပြန်လာခဲ့မယ်ဟုဆိုကပြေးတက်သွားသည်အောင်တင်ကြီးမင်းမိမညကမွေးတာကွာယောက်ျားလေးဟေးလာချွန်နေသည့်ဆက်လီပိုင်ရှင်ကပြေးတက်လာသောအောင်တင်ကိုလှမ်းပြောလိုက်တော့အောင်တင်ကိုရှိန်သက်သွားပြီးအလုံးချမ်းချမ်းမာပဲလားဟုမေးလိုက်သည်ကောင်းတယ်ဟေးအလုံးကောင်းတယ်ပထမတော့ကလေးကဘိုက်ခွဲမွေးရတော့မလို့ဖြစ်သေးတယ်ငါတို့တောင်သွေးလူမဲ့လူတွေစုထားတာမွေးတော့လဲချောချောမောမောပဲကွာအောင်တင်သည်ဆက်လီပိုင်ရှင်အားရုတ်တရက်ထိုင်ကြတော့ပြီးသူ့မိန်းမရှိရာတဟုန်တို့ပြေးသွားတော့သည်ဆက်လီသမားတွေကလည်းအောင်တင်ကွာဟုတမြိုင်အော်၍လက်မြောက်ပြလိုက်ကြသည်ရနန်းသစ်မေ2002ကျွန်တော်ဖတ်ပြပေးတာကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်
ရှာဆိုးပါတိုင်းရဲ့ချိန်သားကိုက်မှတ်မဲ့များဝတ္ထုလိုစုကဝတ္ထုတွေကိုထပ်မံနားဆင်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့ The Reader Audiobook Channel လေးကို Subscribe လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့အောင်ခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ